စကားတွေမှာအစွမ်းရှိတယ်တဲ့ရှိတာမှနည်းနည်းနောနောရှိတာမဟုတ်ဘူးအများကြီးရှိတာမိမိပါဇက်ကထွက်နေတဲ့စကားတွေမှာလည်းအစွမ်းရှိတယ်မိမိရဲ့နားထဲကိုဝင်ရောက်လာတဲ့စကားသံတွေမှာလည်းပဲအစွမ်းရှိတယ်အစွမ်းရှိတာမှအများကြီးရှိတယ်ပြောမပြနိုင်လောက်အောင်ရှိတယ်ဆိုးတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်ကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်ဆိုးတဲ့ဘက်မှာလည်းပဲကိုပြောလိုက်မိလို့ပြောမိမှားလေခြင်းလို့နောင်တတွေနဲ့တွေးပြီးတော့ပူခဲ့ရတာလည်းပဲအကြိမ်ကြိမ်ရှိခဲ့ပြီဟုတ်လားမှန်ပါဗျာမိမိပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်လောကီအကျိုးစီးပွားတွေဆုပ်ယုပ်သွားတာတွေလည်းကြုံဘူးကြလိမ့်မယ်တချို့ဆိုလို့ရှိရင်အသက်ဆုံးသည့်အထိစကားတစ်ခွန်းအတွက်နဲ့ပေးဆက်လိုက်ရတာမျိုးတောင်ရှိတယ်မှန်ပါဗျာဟုတ်လားမှန်ပါဗျာစကားတစ်ခွန်းမှားသွားတာနဲ့ဗမာစကားပုံလည်းရှိတယ်လေအသွားမတော်တလှမ်းအစားမတော်တလုတ်အပြောမတော်တော့တခွန်းနဲ့ဒုက္ခရောက်တတ်တယ်မှန်ပါဗျာဟုတ်ရလားမှန်ပါဗျာအေးကိုပြောလိုက်တဲ့စကားကတကယ်ကိုပဲအကြီးအကျယ်မှားယွင်းမှုတွေနဲ့ပြည်နေပြီဆိုလို့ရှိရင်တန်တရားတစ်လျှောက်လုံးနဲ့လိုက်ပြီးတော့ဒုက္ခပေးတတ်တယ်ဆိုးတဲ့ဘက်မှာစကားတွေဟာပြောမပြနိုင်လောက်အောင်အစွမ်းတတ္တိတွေရှိနေသလိုကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေရှိတာပဲမေတ္တာလေးနဲ့ပြောလိုက်တယ်နုနုညံ့ညံ့သိမ့်သိမ့်မွေ့မွေ့ပြောတယ်အဓိပ္ပာယ်ရှိတာတွေအကျိုးရှိတာတွေကိုရွေးချယ်ပြီးတော့ပြောတယ်ပြောတဲ့မပြောတဲ့အချိန်အခါကိုကြည့်ပြီးတော့တကယ့်ကိုဉာဏ်ပညာလေးနဲ့စဉ်းစားချင့်ချိန်ပြီးတော့ပြောတဲ့စကားမျိုးဆိုရင်ပြောတဲ့သူမှလည်းပဲစကားကောင်းလေးအတွက်နဲ့ပီတိဖြစ်ရတယ်ကြားတဲ့လူမှလည်းပဲနှလုံးစိတ်ဝမ်းအေးချမ်းရတယ်စကားကောင်းပြောတတ်လို့ရှိရင်ဦးဇင်းတို့ပြောလိုက်ခြင်းသေးတယ်ဗျာပြောတတ်လို့ရှိရင်တလောကလုံးရဲ့မျက်နှိုးမှုကိုရမယ်မပြောတတ်လို့ရှိရင်တလောကလုံးရဲ့မုန်းတီးမှုကိုရမယ်ဟုတ်လားမှန်ပါဗျာရုပ်ချောနဲ့သဘောကောင်းအပြောကောင်းတွင်အပြောကောင်းကိုပိုချစ်ကြသည်ဆိုတဲ့စကားလေးကြားဘူးတယ်မို့လားကြားပါတယ်ဗျာအေးအပြောကောင်းဆိုတာနားထောင်ကောင်းအောင်ရှောက်လှည့်ပတ်ပြီးတော့ပြောတာမျိုးကိုဆိုလိုတာမဟုတ်ဘူးမိမိသူတစ်ပါးနှစ်ဦးသားအကျိုးတရားတွေကိုမထိခိုက်စေဘဲနဲ့မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ခြင်းကိုအပြောကောင်းလို့ဆိုတာမှန်ပါဗျာဟုတ်ရလားမှန်ပါဗျာဒါဦးဇင်းတို့မြတ်စွာဘုရားရဲ့အလိုတော်ကြပါပဲမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောတတ်တာကိုအပြောကောင်းလို့ဆိုတာကိုပြောလိုက်တဲ့စကားကြောင့်ကိုနောင်တရရတဲ့စကားမျိုးကိုပြောလိုက်တဲ့စကားကြောင့်ကြားရတဲ့လူတွေစိတ်ဆင်းရဲသွားသေးတဲ့စကားမျိုးဆိုရင်ဘယ်မှာအပြောကောင်းလို့ပြောလို့ရပါမလဲမရပါဘူးဗျာလောကမှာအပြောအကောင်းဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲလို့မေးရင်မြတ်စွာဘုရားဂုဏ်တော်၉ပါးထဲမှာသူကတဆိုတဲ့ဂုဏ်တော်ရှိတယ်လေမှန်ပါဗျာအဲ့ဒီသူကတဆိုတဲ့ဂုဏ်တော်ကအဓိပ္ပာယ်မျိုးမျိုးထွက်တယ်ရှေးဘုရားတို့နီးတို့လာခြင်းကောင်းတော်မူတော်လို့လည်းအဓိပ္ပာယ်ရတယ်ဖျားစုပံကလေးကစပြီးတော့လမ်းကြောင်းကိုမတိမ်ဆောင်းသေးပဲနဲ့တက်တက်မတ်မတ်မှန်မှန်ကန်ကန်ရှောက်လန်းလာတယ်လို့ဒီလိုအဓိပ္ပာယ်လေးရတယ်ပြီးတော့စကားကောင်းကိုပြောတတ်တာမှန်ပါဗျာနော်စကားကောင်းကိုပြောတတ်တာအဲ့ဒါသူကတဂုံရဲ့အဓိပ္ပာယ်ပဲဒီတော့ပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညဆိုးတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေကြီးကြီးမားမားရှိနေတဲ့ကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေကြီးကြီးမားမားရှိနေတဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့တို့ဘယ်လိုပြောကြမလဲနံပါတ်1ဒီစကားနဲ့ပတ်သက်ပြီးတော့တို့ဘယ်လိုနားထောင်ကြမလဲနှစ်ချက်ဗျာနော်တခါကြီးဒီမိုင်းများအရေးကြီးတယ်နော်စကားကမပြောတဲ့နေ့လို့ရှိလားမရှိပါဘူးမပြောဘဲကိုနေလို့ရလားမရပါဘူးဗျာမပြောမဖြစ်ပြောကြရမယ့်လူတွေအတွက်ဘယ်လိုပြောမလဲဘယ်လိုစကားကိုဘယ်လိုပြောမလဲပြည့်ပြည့်စုံစုံဆိုရင်ဟုတ်လားပြီးတော့ကိုယ့်ရဲ့နားထဲကိုစကားသံတွေကလည်းအမြဲတမ်းရောက်နေတာပဲမဟုတ်လားမှန်ပါသူတော်ဘာရဲ့နှုတ်ကနေတဆင့်ဟာတီဗီကနေတဆင့်ရေဒီယိုကနေတဆင့်ဟုတ်လားတခါတလေဆိုလို့ရှိရင်စာရွက်ပေါ်ကနေစကလုံးပုံတရံနဲ့အတန်တွေထွက်လာတာလေကြုံဘူးလား
ဖတ်ပါများတော့စကလုံးတွေကဘာတွေဖြစ်သွားတော့စိတ်ထဲမှာအတန်တွေဖြစ်သွားတယ်အဲ့ဒါလဲစကားတစ်မျိုးပဲလို့တောင်ထင်တယ်ဟုတ်လားအဲ့ဒါလို့ကိုယ့်ရဲ့နားတဲ့မျက်စိတွေကိုရောက်လာတဲ့စကားအတန်တွေမျက်စိတွေရောက်တယ်ဆိုတာတင်စားပြောတာနော်ကိုနားတဲ့ကိုစကားအတန်တွေရောက်မလာအောင်ကိုတခါကြီးဒီမကြီးများတားနိုင်မှာမလားမတားနိုင်ပါဘူးဗျာနားမထောင်လို့မဖြစ်ဘူးပေါ့မှန်ပါဗျာနားမထောင်လို့မဖြစ်တဲ့ဒီစကားကိုပေါ့ပေါ့လေးမစင်စားပဲနဲ့ဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲစောတော်တုန်းကပြောလိုက်တာကဘယ်လိုစကားကိုဘယ်လိုပြောကြမလဲဟုတ်လားမှန်ပါခုနောက်ပြောလိုက်တာကဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲဒီမိကွန်းလေးတွေရဲ့အဖြေတဏှာကြီးခွဲအချိန်တွင်းမှာဦးဇင်းတို့ခေါင်းထဲမှာတော့စုံစုံစိစိလေးမှတ်သားထားတယ်လို့ထင်တာပဲဗျာဟုတ်လားအဲ့ဒါဦးဇင်းတို့ပြောကြည့်ရအောင်ဟုတ်လားတရားကောင်းစီးကစကားတို့ဤအစွမ်းတဲ့ဟုတ်လားတရားမဟုတ်သေးခင်မှာမြတ်စွာဘုရားကိုရှ िख ိုးကြအောင်ရှုဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကုံပညာကုံနှစ်ပါးစုံတို့နှင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယူသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ကလေးတွေချီထားကြကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသာနရမရလောကကရုံဝန္တိတုဂတံဂတိဝိမုတ္တံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမေတိဟုသောအယံဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုံလူနှမြမတတဝါနန္ဒတို့ဤကြောက်ဒီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ddံ ဒေဝမနုဿာနေရယနှင့်ပေတတလိษံလာယရှိငါတန်သောဂတိတို့မှလီကင်လွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမညာကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှာမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုယောဇဂါထာတတံဘာတိအနတ္တပဒသင်္ညိတံဧကံဓမ္မပရံတေယောယံသုတ္တဝါဥပသမတိယောဇာခြင်းပုဂ္ဂိုလ်သည်အနတ္တပရသင်္ညိတံအကျိုးမဲ့ခြင်းနှင့်ဆက်ရှင်သောဂါထာတတံတရားသောဂါထာတို့ကိုစေပါတေယအကယ်၍ပြောဆိုစေကာမူနတေယောမမြတ်တိသာတိယောဇအခြင်းပုဂ္ဂိုလ်သည်ကသုတ္တဝါနာထောင်ရသည်ရှိသောဥပါသမတိလောဘဒေါသမောဟစသောအပူဓာတ်အလောင်ဓာတ်တို့ကိုငြိမ်းအေးစေနိုင်၏တံထိုကဲ့သို့သောစကားကိုဧကံတခွန်းများဖြစ်သောတံဓမ္မပဒံထိုကဲ့သို့သောတရားစကားသည်သာလျှင်သေရောမြတ်လှပါပေ၏အကျိုးမဲ့ခြင်းနဲ့ဆက်ရှင်တဲ့တရားသောဂါထာတွေကိုပြောဆိုနေတော်လည်းပဲမမြတ်ပါဘူးတဲ့ကြားလိုက်ရရင်နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့
လောဘဒေါသအပူဓာတ်အလောင်ဓာတ်တွေကိုငြိမ်းအေးသွားစေတဲ့စကားမျိုးဆိုရင်တော့တခွန်းနဲ့ပင်ဖြစ်စေကမူမြတ်ပါတယ်အတိပ္ပယ်ရှင်းတယ်နော်ရှင်းပါရဲ့ဗျာဘာမှအကျိုးမရှိတဲ့စကားတွေမြတ်စွာဘုရားကတော့ဂါထာတတံဂါထာတရားဂါထာဆိုတာကပါဠိတွေကိုကြပြဖွဲ့ထားတာကိုဂါထာခေါ်တာနော်အဲ့ဒါစကားတက်လွန်းလို့ပြောတော့ပြောတာပဲဂါထာတရားလောက်ပြောလိုက်တယ်စကားတွေအခွန်ပေါင်းထောင်တောင်းချီပြီးတော့ပြောလိုက်တာပဲအဲ့ဒီပြောလိုက်တဲ့စကားတွေကဘာမှအကျိုးရှိတာမပါဘူးအကျိုးမဲ့ခြင်းနဲ့ပဲဆက်ရှင်နေတာအဲ့ဒီလိုစကားမျိုးဆိုရင်တော့ဘလောက်ပဲများများဘလောက်ပဲပြောတတ်မမြတ်ပါဘူးတဲ့မမြတ်ဘူးဆိုတဲ့စကားကလေးပိဋိမမြတ်ဘူးဆိုတော့ယုံညံ့တယ်လို့လည်းအဓိပ္ပာယ်ပေါက်တယ်နော်နောက်ထပ်ဘယ်လိုပေါက်သေးလဲအဓိပ္ပာယ်ရှုံးတယ်လို့လည်းအဓိပ္ပာယ်ပေါက်သေးတယ်မမြတ်ဘူးဆိုတော့ရှုံးပြီဗောဗျဟုတ်လားအနှစ်မရှိတဲ့စကားတွေကိုအများကြီးပြောတတ်လို့ပြောတော်လဲပဲအဲ့ဒါအမျက်မရှိဘူးယုံညံ့မှုသာရှိတယ်ရှုံးနိမ့်မှုသာရှိတယ်စကားမပြောတတ်ရင်စကားနားမထောင်တတ်ရင်အရှုံးကြီးရှုံးရမယ်အဆုံးကြီးဆုံးရမယ်ဟုတ်လားပြောလိုက်လို့ရှိရင်တခွန်းနဲ့ပင်ဖြစ်စေကမူကြားလိုက်ရတဲ့လူရဲ့နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့ပူးနေတဲ့အပူတွေအေးသွားတာလောင်းနေတာတွေငြိမ်းသွားတာရှုပ်နေတာတွေရှင်းသွားတာအဲ့ဒါလိုမျိုးအစွမ်းတတ္တိရှိတဲ့စကားမျိုးဆိုရင်တော့တခွန်းနဲ့ပင်ဖြစ်စေကမူဗါတဲ့လေမြတ်ပြီတဲ့ဒီဂါထာလေးကိုအခြေခံပြီးတော့ဟောမှာဗျာဒီကနေ့ဟုတ်လားမှန်ပါဗျာစကားတွေဘလောက်များအနှစ်မရှိတဲ့စကားမပြောတတ်မဆိုတတ်ဖဲနဲ့ပြောလိုက်ဆိုလိုက်တဲ့စကားတွေဟာအကျိုးမဲ့တွေကိုသာဖြစ်စေတယ်ပထမပိုင်းစပြီးဘယ်လိုစကားကိုဘယ်လိုပြောမှလဲဆိုတဲ့မေခွန်းရဲ့အဖြေနော်မှန်ပါဗျာအဲ့ဒါကိုဦးဇင်းတို့မြတ်စွာဘုရားသုဘာတိတသုတ်တံဆိုပြီးတော့ဟောထားတာရှိပါတယ်မှန်ပါဗျာမှန်ကန်၍အကျိုးရှိသောစကားကိုတည်တည်ချာချာနားထောင်နော်မှန်ကန်၍အကျိုးရှိသောစကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောတတ်ရမယ်ဘယ်နှချက်လဲ5ချက်ပြန်ပြောမယ်နော်မှန်ကန်၍အကျိုးရှိသောစကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်ဒီအင်္ဂါနဲ့သာညီမယ်ဆိုရင်အလုံးသောတတ္တဝါတွေဟာအပြောကောင်းနေကြီးဖြစ်မှာဟုတ်လားမှန်ပါဗျာအဲ့ဒီမှာတော်တော်အရေးကြီးတာကတော့အချိန်အခါကိုကြည့်၍ဆိုတာလေးလေတော်တော်အရေးကြီးတယ်ပြောကျင်တိုင်းပြောလို့ဖြစ်တာမဟုတ်ဘူးဘလောက်မှန်ဘလောက်အကျိုးရှိပြောတဲ့အချိန်ကြမှပြောရတယ်မပြောတဲ့အချိန်ကိုမပြောရဘူးစောင့်နိုင်ရတယ်အောင့်နိုင်ရတယ်တခါတလေကြတော့ကိုကမစောင့်နိုင်ဘူးမအောင့်နိုင်ဘူးပြောချင်ရင်ပြောချလိုက်တယ်အဲ့ဒီမှာဒုက္ခရောက်တာဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတော့ကြည်ကြဲပြန့်ပြန့်ပြောပါတယ်ရှင်ရာဟုလာကိုဟောထားတာရှိတယ်လေကြည်ရှုဆင်ခြင်၍စကားကိုပြောရ၏တဲ့ရှင်ရာဟုလာငယ်ငယ်လေးတုန်းကမြတ်စွာဘုရားဟောတာจิตသားတဲ့မှန်ဟာဘာအကျိုးရှိလဲတဲ့ကြည်ခြင်းအကျိုးရှိပါတယ်ဖေဟာအဲ့ဒါလိုပဲတဲ့ပြောတော့မယ်ဆိုလို့ရှိရင်ငါပြောလိုက်တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးဆုပ်ယုပ်စေမှာလားအကုသိုလ်တွေများဖြစ်မှာလားလို့စဉ်းစားလိုက်အောင်တဲ့အကျိုးဆုပ်ယုပ်မယ်ဆိုရင်မပြောနဲ့မပြောခင်မှာစဉ်းစားရပြောနေစဲမှာလဲခဏလေးတွေ့ပြီးတော့စဉ်းစားလိုက်ပါအောင်ငါအခုပြောနေတဲ့စကားဟာငါအတွက်အကျိုးရှိလားသူ့အတွက်အကျိုးရှိလားအကျိုးမရှိဘူးဆိုရင်ရက်နိုင်ရမယ်ဖြတ်နိုင်ရမယ်ဟုတ်လားပြောပြီးတဲ့နောက်မှာလည်းပဲငါပြောခဲ့တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးရှိသလားအကုသိုလ်ဖြစ်နေသလားလို့စဉ်းစားရမယ်အကုသိုလ်ဖြစ်နေတဲ့အကျိုးမရှိဘူးဆိုရင်နောက်ငါဒါမျိုးနောက်မပြောတော့ဘူးလို့ဆုံးဖြတ်နိုင်ရမယ်ဒါရှင်ရာဟုလာကိုဟောထားတာဒါတော်တော်ကောင်းတယ်နော်တခါကြီးများဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဗိမိတာရမင်းကြီးရဲ့အမတ်ချုပ်ကြီးဝတ္တကာရပုံနာဆိုတာကြားဘူးမှာပါနောက်တော့အဇာတတမင်းကြီးရဲ့ပရောဟိတ်အမတ်ကြီးဖြစ်ပြီးတော့ဦးဇင်းတို့ဝေသာလီပြည်ကြီးကိုစကားတူတူလေးပြောပြီးတော့သွားခွဲတာလေကြားဘူးတယ်နော်ဝတ္တကာရပုံနာအင်မတန်ညံများတာ
အဲ့ဒီပုံနာကြီးကမြတ်စွာဘုရားတည်ရောက်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ရဲ့အယူဆလေးကိုပြောပြရစီပြောပါတပည့်တော်ရဲ့အယူဆကတော့မြင်တာကိုမြင်တဲ့အတိုင်းပြောတတ်တယ်ကြားတာကိုကြားတဲ့အတိုင်းပြောတတ်တယ်တွေ့တာကိုတွေ့တဲ့အတိုင်းပြောတတ်တယ်သိတာကိုသိတဲ့အတိုင်းပြောတတ်တယ်လို့တပည့်တော်ယူဆပါတယ်တဲ့အပေါ်ယံကြည့်ရင်တော့တော်တော်ဟုတ်တယ်လို့ထင်ရတယ်မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းပြောတတ်တယ်တဲ့ဒီတော့မြတ်စွာဘုရားကလက်မခံဘူးဗျဒကမာကြီးတွေလက်မခံဘူးနော်မြင်တာကိုမြင်တဲ့အတိုင်းပြောတတ်တယ်ဆိုတဲ့စကားကိုလက်မခံဘူးအဲ့ဒီတော့မြတ်စွာဘုရားကဘာအမိန့်ရှိလို့ဆိုတော့ဒကာကြီးတဲ့မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းတကယ်လို့ပြောလို့များအကုသိုလ်တွေများပြီးတော့ကုသိုလ်တွေနည်းသွားမယ်ဆိုရင်မပြောသင့်ဘူးလို့ငါယူဆတယ်တဲ့မှန်ပါဗျာနော်မြင်တဲ့အတိုင်းပြောလိုက်လို့အကုသိုလ်တွေများသွားမယ်ကုသိုလ်တွေနည်းသွားမယ်အကျိုးတွေမဲ့သွားမယ်ဆိုရင်မြင်တဲ့အတိုင်းမပြောနဲ့မပြောပါနဲ့ဟုတ်လားမှန်ပါမြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမပြောလို့များအကုသိုလ်တွေများပြီးတော့ကုသိုလ်တွေနည်းမယ်ဆိုရင်တော့အဲ့ဒါပြောလိုက်တဲ့မပြောလို့အကုသိုလ်များမယ်ဆိုရင်ပြောလိုက်မှန်ပါဗျာပြောလို့အကုသိုလ်များမယ်ဆိုရင်မပြောနဲ့မှန်ပါဗျာအဲ့ဒီတော့ဒီစကားလေးရဲ့အနှစ်ချုပ်ကဘာလဲဆိုတော့သေးသေးချာချာလေးစဉ်းစားပြီးတော့ပြောသင့်မှပြောဆိုတဲ့အဓိပ္ပာယ်မှန်ပါပိဋကဘာလို့သင့်မှဘာလို့ရမယ်ပြောသင့်မှပြောပါဗျာပြောသင့်မှပြောမြင်တိုင်းမပြောနဲ့မှန်ပါဗျာဟင်အထူးသဖြင့်အသက်ကြီးတဲ့လူတွေကိုမှားခြင်းတယ်ဗျာအိမ်မှာမြင်နေတာတွေကိုမြင်တိုင်းမြန်သွားမပြောလိုက်ပါနဲ့ကြားတိုင်းမပြောလိုက်ပါနဲ့မှန်ပါကိုသိတာတွေကိုသိတဲ့အတိုင်းမပြောလိုက်ပါနဲ့မှန်ပါဗျာကိုသိတာကိုသိတဲ့အတိုင်းပြောမိလို့ဒုက္ခရောက်တာတွေအများကြီးရှိတယ်ရှိပါတယ်ဗျာမမှန်လို့မဟုတ်ဘူးနော်မှန်ပါမမှန်လို့မဟုတ်ဘူးမြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောလိုက်လို့ဒုက္ခတွေများသွားတာအခုဒီလောကကြီးမှာလည်းရှိတယ်ဟိုးရှိတုန်းကလည်းရှိတယ်အခုလည်းရှိတယ်နောင်လည်းရှိနေမှာပါပဲတာရကတွေက